င်္ဂလာပါရှင်အခြေခံတရုတ်စကားပြောအတွက်အလွယ်ဆုံးအယိုးရှင်းဆုံးအဲ့ဒီအတုံးတစ်ခုကိုကျမကလာပြီးတော့မျှဝေပေးတာပါကျမတို့ကြည့်ကြည့်ရအောင်နော်ဒီမှာရေးထားတယ်ချောင်းလို့ရေးထားတယ်အဲ့တော့ဒီချောင်းကလေအခုဒီမှာဆိုရင်ကျမရေးထားတာတွေတွေ့ပါတယ်နော်တော်တော်လေးကိုစားကောင်းနေဆိုရင်超好吃အဲ့ဒီချောင်းကပုံမှန်ထက်ကိုအရန်စားကောင်းတဲ့အခြေအနေဟန်တို့ထိုက်တို့ထက်ဒီဂရီပိုမြင့်တယ်အပြောမှာ6ကိုကျမတို့သုံးလေးရှိတယ်ရပါတယ်နော်ဒီမှာရေးထားတယ်တော်တော်စားကောင်းတယ်超好吃ပုံမှန်ထက်ကိုအရန်စားကောင်းတာနော်超好吃တော်တော်လေးအဆင်ပြေတယ်超方便方便ကအဆင်ပြေတာကိုသုံးတာလေနော်超方便တော်တော်ကိုလေးတယ်ပစ္စည်းတစ်ခုခုကတော်တော်လေးနေတယ်ဒါဆိုလို့ရှိရင်超လေးတာက重ရမယ်နော်โอเคနောက်တစ်ခုကြည့်ကြည့်တော်တော်ကြည့်ကောင်းတယ်好看超好看ရပါတယ်နော်အခု超ရဲ့အနောက်မှာကျမတို့ကိုသိထားတဲ့အသုံးတွေလေအများကြီးပွားပြီးတော့သုံးကြည့်ပါနော်အဲ့ဒီအတိုင်းကိုကအတန်ထွက်ပြီးတော့လိုက်ပြောတယ်ဆိုလို့ရှိရင်စကားပြောကအရန်လွယ်သွားမှာနော်